မြမရွှေတွေမှာကြက်သွန်နီအနံရနေတတ်တယ်ဆိုတာသင်တို့သတိထားမိပါသလားဒီအနံကဘာလို့ရနေတတ်တာလဲဆိုတာရောသင်တွေးမိပါသလားမြမရွှေတွေမှာကြက်သွန်နီအနံပါနေရတဲ့ထူးဆန်းတဲ့အကြောင်းရင်းကဘာဖြစ်မလဲဆိုတာကိုအားလုံးသိအောင်မျှဝေပေးသွားကြပါမယ်သင်တို့ရွှေဆိုင်တစ်ဆိုင်ကိုဝင်တိုင်းကြက်သွန်နီအနံဆန်းဆန်းရနေဘူးလားဒီအနံကမြမရွှေတွေရဲ့အထူးဆန်းတစ်ခုလို့ဆိုရပါမယ်ဘာလို့လဲဆိုတော့ရှေးမြမရွှေကုံတွေကရွှေအစစ်မှန်ကိုစမ်းသပ်ဖို့အတွက်ကြက်သွန်နီကိုအသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။ရွှေသားအပေါ်ကြက်သွန်နီနဲ့ပုတ်တဲ့အခါမှာရွှေအစစ်ဆိုရင်အနံ့မထွက်ပဲမှိုင်းတဲ့အယောင်သာကြံခဲ့လေးရှိတတ်ပါတယ်။ဒီဖြစ်စဉ်ကိုသိပ္ပံနည်းကျရှင်းပြရရင်တော့ကြက်သွန်နီမှာပါတဲ့ sulfur compounds တွေကရွှေနဲ့ဓာတ်ပြုပြီးတော့အနံ့ထွက်စေတာကြောင့်ပါ။ဒီအလေးထားကမြမယဉ်ကျေးမှုထဲမှာအမြင့်တွင်နေပါပြီ။ရွှေတွေရဲ့လှုပ်ဝက်နီလန်းတစ်ခုဖြစ်မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းလာခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီကနေ့ခေတ်မှာတော့ရွှေစစ်တဲ့စက်ကရိယာတွေရှိနေပေမဲ့ဒီရိုးရာနည်းကိုအချို့ဆိုင်တွေမှာဆက်လက်အသုံးပြုနေကြဆဲပါဒါပေမဲ့တချို့ပညာရှင်တွေရဲ့ပြောဆိုချက်အရတော့မြမရွှေရရွှေတဲ့လက်ရာတွေကကြက်သွန်နီအနံ့အနှဲငယ်ရှိနေတတ်တာဟာတခြားအကြောင်းအရာတွေကြောင့်လို့လည်းဆိုပါတယ်နံပါတ်1တဘာဝဓာတ်ပစ္စည်းများရဲ့တက်ရောက်မှုကြောင့်ဒီလိုအနံ့ရနေတယ်လို့လည်းဆိုပါတယ်မြမရွှေတွေကအများအားဖြင့်တဘာဝအတိုင်းထုတ်ယူတဲ့ရွှေစင်ဖြစ်ပြီးတော့မြေထဲကတယံဇာတဓာတ်တွေဥပမာဆာလ်ဖာအာဆင်းနစ်နဲ့ယောနောကပါနေတတ်ပါတယ်ဒီဓာတ်တွေကကြက်သွန်နီနဲ့ဆင်တဲ့အနံ့ကိုထုတ်လွှတ်နိုင်တယ်လို့ဆိုကြပါတယ်။ပြောချင်တဲ့အဓိပ္ပာယ်ကတော့မြမရွှေတွေမှာကြက်သွန်နီအနံ့ရနေတတ်တာကတဘာဝကြောင့်လို့ဆိုလိုတာပါ။နံပါတ်2အချက်ကတော့ဓာတုဆေးကြောမှုနဲ့ရွှေကိုတန်းစင်ခြင်းကြောင့်လေဒီလိုအနံ့ဖြစ်ပေါ်လာတတ်တယ်တဲ့။ရွှေကိုအရေးကြိုရမှာအငြိကြေးတွေကင်းစင်ဖို့ရာအတွက်အာဆင်းနစ်သို့မဟုတ်ဘိုရွန်စတဲ့ဓာတုပစ္စည်းတွေကိုသုံးကဆေးကြောလေးရှိပါတယ်။အဲ့ဒီဓာတ်တွေကကြက်သွန်နီအနံ့နဲ့ဆင်တဲ့အနံ့ပြင်းကိုရစေနိုင်တယ်လို့လည်းဆိုကြပြန်ပါတယ်။နံပါတ်3အချက်အနေနဲ့ကတော့တူလောင်မှုနဲ့ပတ်ဝန်းကျင်အခြေအနေတွေကြောင့်ဒီလိုအနံ့ထွက်လာတတ်တယ်။ရွှေတွေကိုလေလုံတစ်တာတွေမှာမသိမ်းမဲစိုထိုင်းတဲ့နေရာတွေမှာထားမိပါကလည်းရွှေနဲ့ဓာတ်ပြုနိုင်တဲ့အခိုးငွေတွေဖြစ်တဲ့ဥပမာကြက်သွန်နီဆာလ်ဖာကြောင့်အနံ့ဆွဲကျန်တာလို့လည်းဆိုပါတယ်။ဘလို့သဘောတရားကြောင့်မြမရွှေတွေမှာကြက်သွန်နီအနံ့ရနေတတ်လဲဆိုတာကိုဘယ်သူမှတိတိကျကျမသိကြပါဘူး။ဒါပေမဲ့မြမရွှေတွေဟာတဘာဝနဲ့ရိုးရာလုပ်ငန်းစဉ်တွေကြောင့်အနံ့အနှဲငယ်ရှိတတ်တော်လေနိုင်ငံတကာရွှေတွေနဲ့ရှင်လိုက်ရင်တော့အရေးသွေးနဲ့အလှတရားကတမှုထူးခြားလှပပါပြီးတော့တယ်ဒီလိုဗဟုသုတရစေမဲ့အကြောင်းအရာတွေကိုထပ်သိချင် like and share လုပ်ဖို့လည်းမမေ့ပါနဲ့အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်